ပျော်ရွှင်သောမင်းသားလေး The Happy Prince ဟိုရှိတုန်းကမြို့တစ်မြို့ရဲ့အမြင့်ဆုံးတိုင်ပေါ်မှာပျော်ရွှင်သောမင်းသားလေးရဲ့ရုပ်တုကြီးရှိခဲ့ပါတယ်။တကူလုံးကိုရွှေပြားလေးတွေနဲ့အုပ်ထားပြီးမျက်လုံးမှာအဖိုးတန်နီလာကြောက်တလက်ကင်မှာပတမ ्या ကြီးနဲ့တကယ်ကိုတောက်ပနေတာပေါ့။မင်းသားလေးဟာလူဘဝတုန်းကနန်းတော်ထဲမှာပဲပျော်ပျော်ရွှင်ရွှင်နေခဲ့ရလို့လောကကြီးမှာဆင်းရဲဒုက္ခဆိုတာရှိမှန်းတော့မသိခဲ့ပါဘူး။ဒါပေမဲ့ရုပ်တုဖြစ်လို့အမြင့်ပေါ်ရောက်သွားတဲ့အခါကျမှမြို့ထဲကလူတွေရဲ့မျက်မှောက်မှုနဲ့ဆင်းရဲဒုက္ခတွေကိုမြင်ရပြီးစိတ်မကောင်းဖြစ်လွန်းလို့နေ့တိုင်းငိုကြွေးနေခဲ့ရပါတယ်။တနေ့မှာတော့အီဂျစ်ပြည်ကိုစောင်းခိုဖို့ပြန်တန်းရင်းကြံရစ်ခဲ့တဲ့ပြန်လွှားငှက်ငယ်လေးတစ်ကောင်ဟာမင်းသားလေးရဲ့ခြေရင်းမှာခဏနာဖို့ရောက်လာပါတယ်။မင်းသားလေးကသူ့ရဲ့အခက်အခဲကိုပြောပြပြီးသူ့ကိုယ်ပေါ်ကယတနာတွေကိုဆင်းရဲသားတွေစီတွားပို့ပေးဖို့ငှက်ငယ်လေးကိုအကူအညီတောင်းပါတယ်။ငှက်ငယ်လေးဟာလည်းမင်းသားလေးကိုတနာတာကြောင့်တောင်ဘက်ပြည်ကိုမသွားတော့ဘဲမင်းသားလေးရဲ့တမန်အဖြစ်ကူညီပေးခဲ့ပါတယ်။ငှက်ငယ်လေးဟာမင်းသားလေးရဲ့ဓားမှတက်ထားတဲ့ပတမ ्या ကြီးကိုခွာယူပြီးဆင်းရဲလုံးနဲ့အချုပ်တီမလေးစီပို့ပေးခဲ့တယ်လို့မျက်လုံးကနီလာတွေကိုလည်းတိုက်စာနေတဲ့စာရေးဆရာလေးနဲ့မိချစ်ဆန်ရောင်းတဲ့ကောင်မလေးစီပေးလူခဲ့ပါတယ်။နောက်ဆုံးမှာတော့မင်းသားလေးရဲ့ကိုယ်ပေါ်ကရွှေပြားလေးတွေကိုပါတစ်ချက်ချင်းခွာပြီးငက်မွတ်နေတဲ့ကလေးတွေစီပေးဝေခဲ့ပါတယ်။ဒီလိုနဲ့မင်းသားလေးဟာမျက်စိနှစ်ဖက်စလုံးမမြင်ရတော့တဲ့အပြင်ရွှေရောင်တွေလည်းမရှိတော့ဘဲရုပ်ဆိုးတဲ့ကြောက်ရွံ့ကြီးလိုဖြစ်သွားခဲ့ပါတယ်။ဆောင်းရာသီရောက်လာတဲ့အခါမှာတော့အေးစိမ့်တဲ့တန်ကြောင့်ငှက်ငယ်လေးဟာအားရင်ကုန်ခန်းပြီးမင်းသားလေးကိုနှုတ်ဆက်ကသူ့ချီရင်းမှာပဲတေးဆုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းသားလေးရဲ့ခဲနှလုံးသားကြီးဟာဝမ်းနဲ့လွန်းလို့နှစ်ချမ်းကွဲသွားခဲ့ရတယ်။မြို့တော်ဝင်တဲ့လူကြီးမင်းတွေကတော့ရုပ်ထုကြီးကရုပ်ဆိုးပြီးအတုံးမကြတော့ဘူးဆိုပြီးဖြိုချကမိဖို့တဲ့ထက်အရေးဖြော်လိုက်ကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကကွဲအပ်နေတဲ့ခဲနှလုံးသားကြီးကတော့ဘလို့မှအရေးမပြောနိုင်ခဲ့လို့ငှက်သေးလေးရှိနေတဲ့အမိုက်ပုံထဲမှာပဲပစ်ထားလိုက်ကြပါတယ်။အဲ့ဒီနောက်ဖျားသခင်ကကောင်းကင်တမန်ကိုဒီမျိုးထဲမှာအဖိုးတန်ဆုံးအရာနှစ်ခုကိုတွားယူချေလို့ခိုင်းလိုက်တဲ့အခါကောင်းကင်တမန်ဟာအမိုက်ပုံတွေကအဲ့ဒီခဲနှလုံးသားနဲ့ငှက်သေးလေးကိုပဲရွေးချယ်ယူဆောင်သွားခဲ့ပါတယ်။ဖျားသခင်ကသူတို့ရဲ့စစ်မှန်တဲ့မေတ္တာနဲ့ဆွလွတ်အနစ်နာခံမှုကိုချီးမွမ်းပြီးကောင်းကင်ဘုံမှာထာဝရပျော်ရွှင်စွာနေထိုင်ခွင့်ပေးခဲ့ပါတော့တယ်။ဒီပုံမြင်လေးကနေရရှိတဲ့အနှစ်သာရကတော့အပေါ်ယံအလှပနဲ့ရွှေငွေရတနာတွေဟာတနေ့မှပျောက်ကွယ်သွားနိုင်ပေမဲ့သူတစ်ပါးအပေါ်ထားရှိတဲ့စစ်မှန်တဲ့မေတ္တာနဲ့ကိုကြိုးစွန်းအနစ်နာခံမှုတွေကတော့ဘယ်တော့မှမယိုးနိုင်တဲ့အစစ်အမှန်အလှတရားဖြစ်တယ်ဆိုတာပါပဲလောကကြီးမှာရှိတဲ့လူတွေကတော့အပြင်ပန်းရုပ်ဝတ္ထုတွေကိုပဲကြည်ပြီးတန်ဖိုးဖြတ်တတ်ကြပေမဲ့အများအတွက်ပေးဆက်တတ်တဲ့အဖိုးမဖြတ်နိုင်တဲ့စိတ်ထားကောင်းတွေကသာနောက်တန်တရားအထိပါသွားမဲ့အစစ်အမှန်တန်ဖိုးတွေဖြစ်ပါတယ်